စနေနေ့အကြောင်းပေးရဖြစ်လို့ကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းတွေကြောက်စိမ့်ဖျားကိုစပိန်နဲ့အလဲတော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့အကြောင်းကနေစထွက်တော့တနင်္လာနေ့နဲ့2မိနစ်ပဲရှိပါသေးတယ်အကြောင်းနဲ့ဖျားရဲ့ကွာဝေးက6မိုင်နီးပါးလောက်တော့ရှိပါတယ်အခုဆိုရင်တော့စကိုင်းမြို့ထဲကိုစောင့်ဝင်နေပါပြီတော့တရားပေါ်ကနေလမ်းမြင်ရတဲ့မန္တလေးတောင်နဲ့မန္တလေးမြို့ကြီးပဲဖြစ်ပါတယ်ပုံမှန်အဖြစ်အားကျွန်တော်ဒီတရားပေါ်ကိုကားနဲ့ပဲဖြစ်ဖို့တဲ့အပေါ်ဘက်ကိုသိပ်ပြီးတော့သတိမထားဘူးစပိန်နဲ့ကြမှာတရားကြီးကတော်တော်လေးချင်းမှန်သိချာနီးကန်နေရပါတော့တယ်ရောက်ခန့်နေမှာပဲကျွန်တော်တငယ်ချင်းစပိန်ကထီပေါက်ပြီးတော့ဘိန်းပေါက်သွားပါတယ်စပိန်ပြင်တော့ပဲမိနစ်20လောက်ကြာသွားပါတယ်စပိန်ပြင်ပြီးတော့ကျွန်တော်တို့ခရီးဆက်ခဲ့ပါတယ်အခုဆိုရင်တော့ကျောက်စိမ်းဖျားကြီးကိုလမ်းမြင်နေရပါပြီကျွန်တော်တို့ဖျားကိုရောက်တော့အချိန်က2နာရီနဲ့25မိနစ်ရှိနေပါပြီတလန်းလုံးမျက်နှာကြီးပူလာတဲ့အတွက်အဲ့ဒီမှာတနခါကြီးလိမ့်ချပါတယ်လူနဲ့အပြန်ကြတော့တငယ်ချင်းတွေစင်တူလက်စွပ်လေးတွေဝယ်ခဲ့ကြပါတယ်ဒါကတော့ကျွန်တော်တို့အသွားတော့ငါလာခဲ့တဲ့တရားကြီးပဲဖြစ်ပါတယ်စပိန်နဲ့ဆရာကြီးကမော်နေပြီဆိုလို့လမ်းဆင်းလျှောက်ပေးလိုက်ပါတယ်အဲဒီမှာပဲဂုံးတက်ကြီးမတက်နိုင်ဘူးဆိုလို့ဆင်းတွန်းအားပြန်ပါတယ်ကျွန်တော်တို့အကြောင်းကိုပြန်ရောက်တော့4နာရီနဲ့48မိနစ်ရှိနေပါပြီ